ကျွန်တော်ကျင်းပပြုလုပ်ခဲ့တဲ့ရေချိုပွဲစီကဘယ်ကနေစဖြစ်လာလို့ခင်ဗျားတို့ထင်လဲရေချိုပွဲစီကြီးက1948ခုနှစ်ပဇွန်တော်မြို့နယ်အမတ်ရှိရပ်ကွက်မှာနေထိုင်ခဲ့ကြတဲ့ရပ်ကွက်သူရပ်ကွက်သားတွေကစတင်ကျင်းပခဲ့တာဖြစ်ပါတယ်ရေချိုပွဲကြီးကိုကျွန်တော်မြန်မာနိုင်ငံမှာကျင်းပခဲ့တာအခုဆိုရင်ညာနှစ်ပေါင်း80တိုင်ခဲ့ပြီဖြစ်ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့ကစားနည်းတွေပွဲစည်းမှာပဲရနိုင်တဲ့အစားအသောက်တွေစီကားနေတဲ့လူအုပ်ကြီးတွေဒီလိုမျိုးရန်ကုန်မြို့ရဲ့အစီအကားဆုံးဖြစ်တဲ့ရေချိုပွဲစီကြီးမှာဗျာဖြတ်တန်းခဲ့ရတဲ့အမှတ်တရတွေများစွာခင်ဗျားတို့မှလည်းရှိမေလို့ထင်ပါတယ်အရသာရှိတဲ့စားတောက်တွေပျော်စရာကောင်းတဲ့အမှတ်တရတွေနဲ့အတူအခုလိုမျိုးပျော်ရွှင်စရာကောင်းတဲ့ရေချိုပွဲစီကိုမရောက်ဘူးတဲ့လူတွေရှိရင်လည်းနောက်နှစ်တွေမှာသွားပြအောင်သွားပြီးတော့အမှတ်တရတွေအားလုံးဖန်တီးလိုက်ကြအောင်လားဗျာ